အားလုံးကျွန်တော်မိတ်ဆွေများမင်္ဂလာပါဗျဒီတနေ့မှာယနေ့ခေတ်အနေအထားနဲ့ပတ်သက်ပြီးတော့အိမ်အောင်သေးတွေအများဆုံးကြုံတွေ့ရတဲ့ရရနီလာနေတခုကျွန်တော်ပြောပြပေးသွားမယ်ယနေ့ခေတ်အနေနဲ့လက်ရှိဒီမှာဘာတွေကြုံတွေ့ရနေလဲဆိုတော့အိမ်အောင်ရေးရှုပ်ထွေးမှုတွေအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့ရင်ဆိုင်ကြုံတွေ့နေရတာလေအိမ်အောင်ရေးဖောက်ပြန်မှုတွေကြုံတွေ့နေရတာလေဒါယနေ့ချိန်ထိနေ့စဉ်နဲ့အမျှအမေးများအဖြစ်ရှင်းများဆုံးကိစ္စတွေဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့စန့်ကျင်ဘက်ခင်မွန်းစန့်ကျင်ဘက်ဇနီးမယားကအိမ်အောင်ရေးဖောက်ပြန်တယ်ဆိုကြပါစို့တော်တော်များများအိမ်အောင်တဲ့မိန်းမတွေကတော့ကိုယ့်ရဲ့စန့်ကျင်ဘက်ယောက်ျားအိမ်အောင်တဲ့ခင်မွန်းကကိုယ်သစ္စာရှိပြီးတော့ချစ်နေတာကိုလူချင်တာချစ်ချင်တာတွေဖြစ်ချင်ကြပါတယ်အဲ့တော့ကျွန်တော်ဘေးထဲမှာအင်္ဂဝိဇ္ဇာဆိုတာရှိပါတယ်အင်္ဂဝိဇ္ဇာတိုင်းမှာကိုယ့်ရဲ့အိမ်အောင်ဦးစီးရဲ့နေနံတိုင်ရဲ့စပ်ဖို့ဆိုတာရှိပါတယ်အဲ့ရဲ့နံရဲ့နံဟိုအတိအရွက်အစားအသောက်ကိုမကြကျွေးမွေးခဲ့ကိုယ့်ရဲ့ယောက်ျားဖောက်ပြန်တာတွေတားရဲ့မယားရဲ့အိမ်အောင်ရင်းနဲ့ပတ်သက်လို့စိတ်မဝင်စားတဲ့ကိစ္စတွေအိမ်အောင်ဘက်ပေါ်ခီးမဆိုင်တာတွေဒီလိုလေးတွေကျွေးမွေးမယ်ဆိုကိုယ့်ရဲ့ယောက်ျားကကိုယ့်ဘောတစ္ဆာရှိလာမယ်ဖောက်ပြန်တာတွေရပ်တန့်လာတယ်မိသားစုအတွက်ခေါင်းနဲ့ထည့်လာတာရှိပါတယ်အဲ့တော့ဆိုကြပါစို့ကိုယ့်ရဲ့ခင်မွန်းကတနင်္ဂနွေသားဆိုပါစို့တနင်္ဂနွေသားသမီးက6ခုမြောက်ကိုရည်ရတယ်စဖို့ဆိုတာ6ခုမြောက်တနင်္ဂနွေတနင်္လာအင်္ဂါဗုဒ္ဓဘူးကြာသပတေးတောက်ကြတနင်္ဂနွေသားဖြစ်ခဲ့ရင်ဇနီးမယားကတောက်ကြံနေဖြစ်တော့အစားအသောက်ကိုအကောင်းဆုံးဖြစ်နိုင်အဲ့တောက်ကြနေမှာပဲချက်ကျွေးပါမကြာခဏတောက်ကြနေတိုင်းတောက်ကြနေမှာတောက်ကြနံအစားအသောက်ကိုသူ့ကိုကျွေးပါဒါဆိုရင်ချစ်ခင်လာပါလိမ့်မယ်နော်ကျွန်တော်မိတ်ဆွေ